အခုကျမတို့ VOA ဝန်ထမ်းတွေရဲ့အမှုနောက်ဆုံးခြေအနေနဲ့ပတ်သက်ပြီးတော့ကျမအသိပေးချင်တာကတော့ဒီ March 19 ရက်နေ့မှာကျမတို့ DC မှာရှိတဲ့တရားသူကြီး Lambert ပေါ့လေသူ့ရဲ့အမိန့်အရဆိုရင်ကျမတို့ VOA ဝန်ထမ်း1042ဦးဟာ March 23 ရက်နေ့နောက်ဆုံးထားပြီးတော့ကျမတို့လုပ်ငန်းတွေကိုပြန်ပြီးတော့လုပ်ငန်းဝင်ကိုဝင်ရောက်ပြီးတော့ကျမတို့ပြန်ပြီးတော့ဒီ VOA အတန်လွှင့်လုပ်ငန်းတွေကိုပြန်ပြီးတော့လုပ်ရတော့မယ်။ဒါပေမဲ့လက်ရှိအချိန်ထိတော့သမ္မတ Trump အစိုးရဘက်ကဒီအမိန့်နဲ့ပတ်သက်လို့ဘယ်လိုတုံ့ပြန်မလဲဆိုတာတော့ကျမတို့သိချမသိရဘူးပေါ့နော်။လက်ရှိတရားသူကြီးရဲ့ဆုံးဖြတ်ချက်အရဆိုရင်ကျမတို့အားလုံးဟာလုပ်ငန်းခွင်ကိုပြန်ဝင်ဖို့အတွက်ကျမတို့စိတ်အားထက်သန်နေတယ်ဒီဆုံးဖြတ်ချက်အတွက်လည်းကျမတို့အားရကျေနပ်မိတယ်။ American ပြည်ထောင်စုမှာတရားဥပဒေစိုးမိုးရေးဟာဘယ်လောက်ထိရှိနေတယ်လဲဆိုတာကိုလည်းဒါသက်သေပြရရောက်တယ်အဲ့တော့ကျမတို့ VOA နဲ့ပတ်သက်လို့လည်းလွှတ်တော်ကတာဝန်တိကျပေးထားတယ်သူတို့ဒီ VOA နဲ့ပတ်သက်တဲ့ပြဋ္ဌာန်းချက်မှာကိုကကျမတို့ဒီယုံကြည်စိတ်ချရတဲ့သတင်းဌာနတစ်ခုဖြစ်တဲ့သတင်းတွေစိုးသည်ဖြစ်တဲ့စိုးသည်ဖြစ်စေကောင်းသည်ဖြစ်စေအချက်လက်ကိုမှန်မှန်ကန်ကန်နဲ့သတင်းချက်လက်အမှန်ကန်နဲ့ကျမတို့တင်ပြတဲ့သတင်းဌာနဖြစ်တဲ့ဒီအတွက်လည်းဒီကမ္ဘာတဝန်းမှာရှိတဲ့ကျမတို့ VOA ပရိသတ်တွေရဲ့ယုံကြည်မှုကိုပြေဝရရှိကြတယ်။တစ်ဖက်မှာလည်းအခုလိုလုပ်ငန်းတွေကိုရပ်ဆိုင်းခဲ့တာအတန်လွှင့်လုပ်ငန်းတွေကိုရပ်ဆိုင်းခဲ့တဲ့အခြေအနေဟာတစ်နှစ်ရှိနေပြီဖြစ်တဲ့အတွက်ဒါတွေကိုပြန်ပြီးစလို့ရှိရင်တော့အခက်အခဲတွေအများကြီးရှိနေတယ်ဆိုတာကိုလည်းကျမတို့နားလည်ထားတယ်။ဒါပေမဲ့ကျမတို့မြန်မာနိုင်ငံအပါအဝင်ကမ္ဘာတဝန်းမှာရှိတဲ့ကျမတို့ကိုယုံကြည်တဲ့ဒီကျမတို့ရဲ့ပရိသတ်တွေအတွက်ယုံကြည်စိတ်ချရတဲ့သတင်းဌာနတစ်ခုအနေနဲ့သတင်းအချက်လက်မှန်တွေကိုထုတ်လွှင့်လို့တော့ကျမတို့အဆင်သင့်ဖြစ်နေပါတယ်ဆိုတာကိုအသိပေးချင်ပါတယ်ရှင်။